ခရက်ခဲလေးတွေဝယ်ထားပေမဲ့သုံးပုံသုံးနည်းအမှန်မသိတဲ့လူလေးတွေခင်သုံးပုံသုံးနည်းလေးပြပြပေးမယ်နော်ခင်တို့ရဲ့ဂျူလီလေးကကြတော့ဒီလိုမျိုး100 gram အဝိုင်းခဲလေးပါရှင်စခရက်တိုက်ပြီးပြီးချင်း6နိုင်အတွင်းနေအောင်ထိရင်ပုံမဲသွားနိုင်ပါတယ်နော်ဒါကြောင့်စခရက်ကိုညပဲနဲ့ညနေပိုင်းတွေမှာဦးစားပေးပြီးတိုက်ပေးပါရှင်စခရက်တိုက်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အသားရည်ကိုရေရင်စွပ်ပေးပါရေရင်လောင်းပေးပါနော်စခရက်ကိုလိုတလောက်ဖက်ယူပြီးတော့မှဖြူချင်တဲ့နေရာကိုတေချာလေးပုတ်တိုက်ပေးပါစခရက်တိုက်ချင်းဖြင့်ခင်တို့ရဲ့အရေးပြအတွင်းပိုင်းထဲမှာရှိတဲ့ဆဲတွေအညစ်အကြေးတွေအပေါ်ရန်အလွာမှာရှိတဲ့ဈေးတွေကျွတ်သွားတာဖြစ်တဲ့အတွက်ဒီလိုမျိုးများများလေးတေချာလေးပုတ်တိုက်ပေးလေးစခရက်ရဲ့အာနိသင်ကပုတ်ပြီးထျောက်မှုရှိလေးပါနော်ဒါကြောင့်စခွက်တိုက်ပြီးတော့မှပုတ်ရမှာလုံးဝမပြင်းပါနဲ့ရှင်3မိနစ်5မိနစ်လောက်ကိုဖြူခြင်းတဲ့နေရာကိုတိချာလေးပုတ်တိုက်ပေးပါနော်ဒူးတွေတောင်တွေဆိုလို့ရှိရင်တော့အနှဲငယ်ကျွတ်တက်တဲ့နေရာလေးတွေဖြစ်တဲ့အတွက်ပုတ်ပြီးတော့မှပုတ်တိုက်ပေးရပါမယ်နော်ပြီးရင်ပေါင်းထားပြီးမှရေဆေးချလို့ရတယ်လို့ချက်ချင်းရေဆေးချလို့လည်းရပါတယ်ရှင်စခွက်တိုက်ပြီးသွားရင်တော့ဒီလိုမျိုးအသားအရည်လေးကနှုတ်ညံ့ပြီးတော့ဖြူကြည့်သွားပါလိမ့်မယ်ခွက်တိုက်ပြီးရင်တော့အဆိုရက်ဖြစ်လို့ရှင်လေးမဖြစ်မနေလိမ့်ပေးကြပါရှင်